ရွှေနဲ့သမီးဖြစ်ဆုံးမနေတာကျွန်တော်ညာအိမ်မရတဲ့အခါအိမ်မညာကိုနှမျိုးတာစွာတကယ်တော့ကျွန်တော်ရဲ့အဖြစ်ဟာမချင်တာလေးသူကိုမှသွားချင်နေတာစိတ်ကူးရဲ့အတွေ့အကြုံမတော်ဒီလေလိုက်တာ